အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာတာတရေးသားတဲ့မဖဲဝါစီးတဲ့ကြားဆိုတဲ့စာအုပ်ထဲဟာလူသားစားဘလူးဆိုတဲ့ဇာတ်လမ်းကိုအတန်ထွက်ဝတ္ထုဖြစ်တင်ဆက်ပေးလိုက်ပါရရှင်။လူသားစားဘလူးခမရလူကြောက်မြင်ဘူးလား။တချို့ကတော့လူကြောက်ကိုတားကြောက်လို့လဲခေါ်ရလေဗျာ။ကျုပ်ကတော့မြင်မှုတာပေါ့ဗျာတာတေဆိုတဲ့ကျုပ်ကလွတ်ဆက်ဆုတဲ့ကောင်ပဲဗျာမြင်မှုတာပေါ့ဒီအကြောင်းပြောရရင်တော့ကျုပ်တို့ရွာမှာတယောက်ရှိတာဗျာကိုကြီးသိန်းညိုနဲ့မဝိုင်းစင်တို့ရဲ့သားလေးဗျာကိုကြီးသိန်းညိုတို့အိမ်နောက်ကြပြီးဦးဆုံးမွေးတဲ့ကလေးပေါ့ဗျာယောက်ျားလေးဗျာပထမတော့ကလေးရှော့ပြီလို့ထင်တာဗျို့နောက်မှကျုပ်တို့ရွာကအကြီးဘူးမှလိုက်ကြည့်ပေးရတာဟဲ့သိန်းညိုရဲ့နေမိမဝိုင်းစင်ကကလေးမိဖွားတာလားပြေလို့လားဟာအကြီးကလည်းဝိုင်းစင်ကလပြစ်မှမွေးတာပါဗျဝိုင်းစင်မှတ်ထားတာနဲ့ဆိုရင်ရက်တောင်ကျော်နေပြီဗျဟေးနင်းစီလာစင်မွေးမှာတော့နင်းတို့ကလေးကရှောင်းမွေးမဟုတ်ဘူးပေါ့ရှောင်းမွေးဆိုတာလားမစေပဲမွေးတဲ့ကလေးဟဲ့နေစမ်းမအောင်ဟဲ့ငါကြည့်လိုက်စမ်းမအောင်မယ်အကြီးဘူးမပျော့ပျော့ဆူဆူကိုသိန်းညိုနဲ့လိုက်လာရောဗျအိမ်ရောက်တော့မဝိုင်းစင်ရဲ့မင်းနေခန်းနဲ့တန်းဝင်ပြီးဟဲ့ဘမရောနင်းမွေးတဲ့ကလေးငါပြစမ်းအကြီးဘူးမဆိုတာကျုပ်တို့ရွာမှာလူယိုသေးရှင်ယိုသေးဖွားကြီးဗျရှင့်မီနောက်မီကြီးပေါ့ဗျာရက်သေးရွာတဲ့အလှူဒန်းပဲလို့မင်္ဂလာကိစ္စပဲရှိဘာကလေးဖြစ်ဖြစ်အကြီးဘူးမကိုပြေးပြီးတိုင်ပင်ကြရတာအသက်က80ကျော်လို့90နာတောင်ကပ်ပေါ့တုံယုံတန်ယုံကလေးတွေနေမကောင်းတာတော့အကြီးဘူးမလာပြီးဆေးကြိုလေးတို့ဆေးနီလုံးတို့တိုက်လိုက်ပြီးဆေးတို့ဘက်ကြီးအုပ်လိုက်ရင်ပျောက်ရောဗျာအခုလဲမဝိုင်းစင်မွေးတဲ့ကလေးကိုကြည့်ဖို့အကြီးဘူးမရောက်လာရောဗျာမင်းနေတဲ့မဝိုင်းစင်ကတော့ခေါင်းမှာပဝါတဲ့တင်းတင်းစီထားပြီးပက်လက်ကလေးပေါ့ဗျာဘေးကဝိုင်းနေတဲ့ရွာတွေကမိမတွေကတယောက်ကအဝတ်ထုတ်ကလေးထုတ်ကိုအကြီးဘူးမစီရိုးရိုးသေးသေးကမ်းပေးတဲ့ဗျာပြောအောင်မယ်ဗျို့ကျုပ်ကကိုသိန်းညိုတို့အိမ်ကိုညသကောင်လောက်ခရီးရောက်နေတာဗျို့ကျုပ်ရဲ့လူကျော်ရဲ့ကြောက်ခဲရဲ့ဗျာရွာမှာမီးဖွားတဲ့ကိစ္စရှင်ဒီလိုပါပဲကျုပ်တို့ကိုလာခေါ်ကြတာပါပဲကျုပ်တို့ကတော့အိမ်ပေါ်မတက်ဘူးပေါ့ဗျာဝိုင်းထဲမှာပဲနေကြရတာပေါ့အရေးရဲ့အကြောင်းရရှိလို့မီးမဖွားနိုင်တာတို့ဘာလို့ဆိုရင်ချက်ချင်းလဲကောက်ပြီးမီးလောင်ကုန်းကဆေးကန်းကိုမောင်းတင်မောင်းရမယ်မြို့ကိုမောင်းတင်ရင်မောင်းရမယ်လေဗျာဒါကြောင့်ရွာထဲမှာဘသူပဲမီးဖွားဖွားကျုပ်တို့ကာလာသား3ယောက်ကဝိုင်းထဲမှာအစင်သစ်နေပေးရတာဗျဒါကျုပ်တို့ဒေသရဲ့ဒလိလိုဖြစ်နေတာပေါ့ဗျာကျုပ်ကခုံတန်းလျားလေးမှာထိုင်ပြီးရေနွေးတောက်နေရကနေအိမ်ထဲကိုမတိမတာကြည့်နေတာဗျကြောက်ခဲတဲ့လူကျော်လဲကျုပ်လိုပဲအိမ်ထဲကပြောကြဆိုကြတာကိုလှမ်းပြီးကြည့်နေကြတာကိုကြီးသိန်းညိုကတော့အိမ်ပေါ်တက်သွားတာပေါ့ဗျာအကြီးဘူးမကသူ့ကိုပေးတဲ့ပိတ်စတုပ်ကလေးကိုဖြေပြီးတေးသေးချာချာကြည့်တယ်ဗျပြီးတော့မှပြုံးပြုံးကြီးလုပ်ပြီးဟဲ့သိန်းညိုနဲ့ဝိုင်းစေဒါရှောမွေးမဟုတ်ဘူးဟဲ့ဒါလူကြောက်ဗျာလူကြောက်ဟုတ်လားအကြီးကိုကြီးသိန်းညိုအံ့ဩပြီးမေးတဲ့အတန်ကိုကျုပ်တို့တိုင်းသာကြားရတာပေါ့ဗျာဟုတ်ပါသိန်းညိုရဲ့ငါသာရောက်မလာရင်ဒုက္ခဖြစ်တော့မှာနင်းတို့ဒါကိုမြေချင်းတူပြီးမြုပ်ပြစ်မှသေးကြတယ်အရေးကလည်းလူကြောက်ဖြစ်တော့ဘာထူးမှာတော့အသက်မှမရှိတာမဝိုင်းစင်ကမျက်ရည်လေးလဲလဲနဲ့ပြောတယ်ဗျို့ဒီကောင်မတော့ခတ်တော်နေပြီပဲနင်းလူကြောက်ကြောင်မကြားဘူးလားကြားတော့ကြားဘူးတယ်အကြီးရဲ့တိတ်တိတ်ချာချာတော့မသိဘူးဗျကိုသိန်းညိုကဝင်ပြောတာဗျအားလုံးကတော့လူကြောက်ကလေးကိုဝိုင်းချင်နေကြတာပေါ့ဗျာကျုပ်တို့ကတော့ဝိုင်းထဲကနေကြည့်နေတာဆိုတော့ဘယ်မြင်မှာတော့သူတို့ပြောဆိုနေတာပဲကြားနေရတာအသက်ရှိတာပေါ့ဟဲ့ဒါလူပဲဒါပေမဲ့နင်တို့ငါတို့လိုရုံနဲ့နန်းနဲ့တွဲတာမဟုတ်ဘူးဟဲ့ရုပ်ကတခြားနန်းကတခြားဖြစ်တာဒါပေမဲ့ဒီရုပ်ကလေးကိုတွဲမိဖြစ်နေတဲ့နန်းဆိုတော့ငါတို့လိုပဲအသက်ရှင်နိုင်တယ်ဒီရုပ်ထဲကထွက်လာတဲ့ကိုဘွားရုပ်မှာနန်းကိန်းပြီးနေတာသူမသေးသေး၍ဒီအယုတ်ကလေးကမပုတ်မသိုးဘူးဟဲ့သူသေးမှဒီရုပ်ကလေးကပုတ်သွားလိမ့်မယ်ဒီရုပ်ကလေးရဲ့ကိုဘွားရုပ်ထဲမှာသူ့ရဲ့နန်းကိန်းနေတော့တခြားလူတွေလိုပဲကြီးထွားလာတာဟဲ့တခြားလူတွေမွေးတယ်လို့ပဲသူ့ကိုအစာကျွေးရမယ်အဝတ်ဆင်ရမယ်သူပြောချင်တာရှင်နင်တို့ကိုအိမ်မက်ပေးပြီးပြောလိုက်မယ်ပြီးတော့ငါတခုပြောမယ်သိန်းညိုဟုတ်ကဲ့ပြောပါအကြီးနင်တို့လင်မယားစီးပွားတက်လိုက်ပဲကြားလားဟာဟုတ်လားအကြီးကိုသိန်းညိုရောမဝိုင်းစိန်ရောမျက်နာတွေဝင်းသွားတာဗျို့နို့ကျုပ်တို့သားလေးကိုဘလို့ထားရမှာတော့အကြီးရဲ့ကိုသိန်းညိုကအကြီးဘူးမအောင်မေးတယ်ထန်းခောက်ပါတောင်တေးသေးကလေးတစ်လုံးနဲ့ထားပေါ်ဟဲ့အဖုံးကိုဟထားအလုံးမပိတ်နဲ့
ပဝက်စိတ်မကြိုက်အောင်ကြောင်တွေခွေးတွေကြီးကန်းတွေမထိုးမတုပ်အောင်ဂယုဆိုင်ပေါ့နောက်တော့နင်တို့လိုတာရှိရင်ငါပြောပြမှာပေါ့ဟာကဲနင်တို့သားဦးလေးရပြီသူများလိုပဲနာမည်မှဲ့ရမယ်အရွယ်ရောက်ရင်ရှင်ပြုတ်ပေးရမယ်ကြားလားဟာအကြီးပဲကျုပ်တို့သားလေးကိုနာမည်မှဲ့ပေးခဲ့ပါဗျာဟေးအေးနေအောင်ဟဲ့ဒီနေ့ကဘာနေ့တော့အကြီးကလည်းတနင်္ဂနွေနေ့လေအော်တနင်္ဂနွေသားလေးပဲမောင်အောင်ပေါ့ဟဲ့မောင်အောင်ဟာကောင်းတယ်အကြီးရေကောင်းတယ်ကိုသိန်းညိုကဝမ်းသာအားရနဲ့သူ့သားလူကြောက်ကလေးရဲ့နာမည်ကိုခေါ်ကြည့်နေတယ်မဝိုင်းစိန်ကတော့တခုခုကိုတွေးနေပုံပဲဗျနေပါအောင်အကြီးဘူးမရဲ့ဒီကလေးကိုနို့တွေဘာတွေတိုက်ဖို့ကြတော့ရောဘလို့လုပ်ရမှာတော့ဒီသားကြောက်ကလေးကနို့ဆုပ်တတ်ပါမလားတော့အကြီးဘူးမကိုမဝိုင်းစိန်ကမေးလိုက်တယ်ဟဲ့ဝိုင်းစိန်အဲ့ဓာတွေနင်းမပူနဲ့တခြားကလေးတွေလိုပဲသူ့အမေတို့သူလာစို့မှာပေါ့ဟဲ့နင်ကသာမကြောက်နဲ့ဘာကြောက်စရာရှိတော့ဟဲ့နင့်သားပဲနင်မမြင်ရမထိရပါပဲနင်သားကတကယ်ရှိနေတာပဲဝိုင်းစိန်ရဲ့ဟာမကြောက်ပါဘူးအကြီးကကျုပ်သားလေးကိုနှုတ်ဝအောင်ကျုပ်တိုက်မှာပေါ့တော့အိမ်ပေါ်မှာလူရှင်းသွားတော့မှကိုသိန်းညိုကသူ့သားလူကြောက်ကလေးမအောင်ကိုတပတ်ကလေးနဲ့ထုတ်ပြီးကျုပ်တို့စီကိုယူလာပြရဲဗျဒီတော့မှကျုပ်လဲလူကြောက်လေးဆိုတာတိတိကျကျမြင်ဘူးတာဗျို့လက်ညှိုးသားကလေးပါဗျာဒါပေမဲ့လူရဲ့အင်္ဂါရက်တော့အပြည့်ဝပါတယ်ဗျနောက်တော့လဲအကြီးဘူးမပြောသလိုပါပဲဗျာကိုသိန်းညိုတို့လင်မယားစီးပွားတွေဖြစ်လိုက်တာအင်ကြီးအိမ်ကောင်စောင့်နိုင်ရုံမကပဲသူတို့သားလူကြောက်မအောင်ကိုတော့ရှင်တွေဘာတွေပြုတ်ပေးတာဗျို့တရွာလုံးကိုကျွေးလိုက်မွေးလိုက်တာမှအရှံပဲပါပဲဗျာခုဆိုရင်မောင်အောင်တော်10နှစ်သားရောက်ပြီပေါ့ဗျာကျုပ်လည်းဒီကိစ္စကိုမေးမေးပြက်ပြက်ပါပဲကိုအเจ้าမှလည်းမဟုတ်ဘဲကိုဒါပေမဲ့ညကတော့ဒီအเจ้าကကျုပ်အเจ้าဖြစ်လာရောဗျို့ညကကျုပ်အိမ်မက်တစ်ခုမှတ်တယ်ကောင်လေးတစ်ယောက်ဗျာကျုပ်တို့ဝိုင်းဝါကနေလှမ်းခေါ်နေတာဒီအတန်းလဲကျုပ်တခါမှမကြားဘူးကျုပ်ဝိုင်းဝါကိုလှမ်းကြည့်တယ်ရှက်အင်းကြီးစိမ့်ပြလေးနဲ့ပစိုးကဝါတတာအကွက်ကလေးဝစ်လို့ဗျာစပင်ကလည်းကြက်ကြက်နနကိုစီလိမ့်ပြီးဖိထားတာဗျို့ဘသူမှလည်းကျုပ်မသိဘူးဗျာလေးတာတေဟောကျုပ်ကိုလေးလို့ခေါ်တာဗျာဒီရွာမှာကျုပ်ကိုလေးတာတေလို့ခေါ်တဲ့သူတယောက်မှမရှိပါဘူးလာခဲ့လေကွာဘသူတော့ဝင်ခဲ့ကျုပ်ကလှမ်းခေါ်လိုက်တယ်ဒါပေမဲ့ဒီကောင်လေးကဝိုင်းနဲ့ဝင်မလာဘူးဗျဝိုင်းဝါမှာပဲရက်နေတယ်ယောဒီကောင်လေးကလည်းဝင်ခဲ့ပါဆိုမှဝိုင်းဝါမှာပေပြီးရက်နေတာပဲကိုကျုပ်ကပြောဆိုနဲ့အိမ်ပေါ်ကဆင်းလာရောဗျို့ဝိုင်းဝါကိုရောက်တော့ကောင်လေးကိုကျုပ်ကတိတိကျကျကြည့်တယ်ဟာလူကြောလေးဗျအသားဖြူဖြူလေးနှာရံပေါ်မျက်ခုံးမျက်လုံးလဲလှတယ်ဗျကျုပ်ကိုပြုံးလေးကြည့်နေတာကျုပ်လဲသူ့ကိုတခါမှမတွေ့ဘူးတာနဲ့မေးရတာပေါ့ဗျာနို့နေပါအောင်ကွာမင်းကဘာတူတော့လေးကလည်းကျုပ်ကိုတော့မသိတော့ဘူးလားဗျမောင်အောင်လေးဟေးမောင်အောင်နေပါအောင်ကွာမောင်အောင်ဆိုတော့ကိုသိန်းညိုသားလေဗျာလေးကလည်းဟာသိပြီမောင်အောင်ငါမင်းကိုတိတ်တွေ့ချင်နေတာကွာခုမှပဲတွေ့ရတော့တယ်မင်းကလူကြောလေးပဲကွာမောင်အောင်ရနှုတ်မင်းဘာလို့ဝိုင်းနဲ့မဝင်တာတော့လေးတာတေးကျုပ်တို့တွေကသူများဝိုင်းတဲ့ကိုဝင်ချင်တိုင်းဝင်လို့မရဘူးဗျဟေးဟုတ်လားအခုလေးစီလာတာကဘာကိစ္စတုံးကွာမောင်အောင်ရလေးကိုပြောစရာရှိလို့ဗျဟေးပြောလေကွာဘာများတော့အခုတလောကျုပ်တို့ရွာကိုမကောင်းဆိုးဝါးတကောင်ဝင်လာတာတွေ့တယ်ဗျဟေးဟုတ်လားမောင်အောင်မင်းမြင်ရသလားကျုပ်ကမြင်နိုင်တယ်ဗျညတကောင်ကျော်လောက်ဝင်လာတတ်တယ်တကိုယ်လုံးနှက်မောင်ပြီးပါဇက်ထဲမှာအဆွဲတွေဖွေးနေတာပဲဗျဟာဟုတ်လားဒီကောင်မှာအဝတ်စားရောပါသလားကွာပါတယ်လေးပါတယ်ပစိုးကတုံးကြီးနဲ့ဗျအပေါ်ပိုင်းမှာတော့အင်ကြီးမပါဘူးသပင်းရှိရှိကြီးမျက်နှာပေါ်အုပ်ချနေတာဗျမျက်လုံးတွေဆိုတာရဲတောင်နေတာအရွယ်ကရောဘယ်လောက်ရှိတော့လူနှစ်ကိုစားလောက်ရှိမယ်ဗျအရက်ကတော့တိတ်မမြင့်ဘူးလူတသားပဲဘာကောင်လို့မင်းထင်တော့အဲ့ဒါတော့ကျုပ်လည်းမသိဘူးဗျဒီကောင်ကြီးရွာတွေထဲဝင်လာတာမကောင်းဘူးဆိုတာတော့ကျုပ်သိတယ်ဗျရွာတွေထဲဝင်လာတာဆိုတော့တခြားဘယ်ရွာတွေဝင်သေးတော့ကွာဟိုဘက်ကရွာတွေမှာကျုပ်တို့လူတွေတယောက်နှစ်ယောက်ရှိတယ်ဗျမနေ့ကသူတို့နဲ့တွေ့တော့သူတို့ရွာတွေထဲကိုလည်းအဲ့ဒီကောင်ကြီးဝင်တယ်လို့ပြောတယ်သူတို့လည်းအဲ့ဒီရွာအတွက်စိုးရိမ်နေကြတယ်အေးဟုတ်ပြီမအောင်လေးကြည့်လို့လိုက်ပါမယ်ကျုပ်သိတယ်လေး
ဒီကိစ္စမျိုးဆိုတာလေးလေးလုံးမရမှာပြီးတော့လေးလေးကိုဟိုမိမကြီးကစောင့်ရှောက်နေတာဟေးဘယ်မိမကြီးတော့မအောင်ရဲ့ဟာသူ့နာမည်ကိုကျုပ်မခေါ်ရဲဘူးဗျမဖဲဝါကိုပြောတာလားဒီကောင်ခေါင်းညိတ်ပြတယ်ဗျမဖဲဝါကိုပါဇက်ကတော့မခေါ်ရဲဘူးယို့မောင်အောင်နောက်ကိုခြာကနေလှည့်ထွက်သွားတယ်ဟက်တာတေဟေးဘာတော့ကွာမောင်အောင်ဟဲ့ဘဲကမောင်အောင်တော့ငါဟဲ့ငါနဲ့အမေငွေစိန်လေးဒီတော့မှကျုပ်လန့်နိုးသွားတာဗျို့ဟာအမေကတော့ဗျာကတော့ကျုပ်အိမ်မက်မက်နေတာနင်ဒီနေ့ရရဲစင်းမလို့ဆိုဒါကြောင့်နိုးတာအာယုံအောင်တက်နေပြီဟုတ်တယ်အမေကျုပ်ရရဲစင်းမှာထပြီရထဲမှာအလုတ်သာလုံနေတာဗျကျုပ်မျက်စီထဲမှာတော့ကိုသိန်းညိုသားလူကြောက်ကလေးမောင်အောင်ကိုပဲမြင်နေတာဒါအိမ်မက်မဟုတ်ဘူးဗျဒီကောင်လေးကျုပ်စီကိုတကယ်ရောက်လာတာပဲဖြစ်ရမယ်သူပြောတယ်မကောင်းဆိုးဝါးဆိုတာကရောတကယ်ပဲလားဒီကောင်လေးကျုပ်စီကိုတကယ်လာတာဆိုရင်တော့သူပြောတာလည်းတကယ်ဖြစ်မှာပေါ့ဗျာဖုန်ကြီးเจ้าကစွန်းစားတန်ချောင်းခောက်တော့ကျုပ်ရာတွေကတက်လာခဲ့တယ်အိမ်မှာအမေချက်ထားတဲ့ဝက်ကလီစာဟင်းနဲ့ထမင်းကိုတော့ဝစားပြီးကျုပ်ခုံတန်းလျားလေးပေါ်မှာအိတ်နေတာပေါ့ဗျာကျုပ်လဲရာတွေကတက်လာတော့ပင်ပန်းပြီးအိပ်ပျော်သွားလိုက်တာဘယ်လောက်တောင်ကြားတယ်မသိပါဘူးဗျာတာတေရေတာတေဝိုင်းဝါကနေကျုပ်နာမည်ခေါ်တန်ကြတော့မှကျုပ်အိတ်နေရကနေနိုးသွားတာဗျို့ကျုပ်လဲတန်းလျားထားပြီးဇလီပေါက်ကလေးကနေဝိုင်းထဲကိုလှမ်းကြည့်လေဟမ်ဗန်ပွေးကုန်းကအောင်မြင့်ဖဲဗျအောင်မြင့်တို့အောင်တင်းတို့ညီကိုနှစ်ယောက်ဆိုတာကျုပ်နဲ့လူခွင်တွေပေါ့ဗျာလာလေအောင်မြင့်ငါရှိပါရဲကွာအေးလာပြီလာသာလာရတာမင်းရှိပါမလားလို့ဟေ့ရှိပါရဲကွာလာပါအောင်မြင့်အိမ်ပေါ်တက်လာပြီးအမေနဲ့ပါကိုနှုတ်ဆက်တယ်ဗျအဘနဲ့အကြီးနေကောင်းရဲ့နော်ဟာဘသူများတော့လို့ကြည်နေတာဘာမောင်သားကိုအဘဝမ်းသာအားရပြောတယ်ဗျဟင်ဒါဘာမောင်သားလားဟာအရက်ကြီးကလည်းရှည်လာကြီးလားနင့်အဖေဘာမောင်နဲ့နင်းနဲ့ကဘသူအရက်ပိုရှည်တော့အောင်မြင့်တို့အဖေဘိုးဘမောင်ကြီးကလည်းအရက်ကြီးတော်တော်ရှည်တာဗျအကြီးကျွန်တော်တို့ထက်အငယ်ကောင်အောင်တင့်ကအရက်ပိုရှည်တာဗျဟေးဟုတ်လားအော်ကျုပ်ကအောင်မြင့်ကိုလက်ဖက်ပွဲနဲ့ရင်းနှွေးချမ်းတယ်နဂါးဆေးဘောလေးကလေးကလည်းမင်းညီပြီးပေးလိုက်တယ်ဆေးဘောလေးကိုနှစ်ဖွာသုံးဖွာရှိုက်လိုက်ပြီးတော့တာတေးရေငါတို့ရွာမှာတော့ထူးထူးဆန်းဆန်းတွေဖြစ်နေပြီကွာဟင်ဘာထူးဆန်းဖြစ်နေလို့တော့အောင်မြင့်ကညကတို့ရွာတောင်ပိုင်းကကိုဖိုးရွေတို့မမြခင်တို့ကလေးအငယ်လေးဆုံးသွားတယ်ဘယ်ရွယ်တော့ကွာလာသားလေးပါကွာ3လသားလေးပါကလေးကမွေးကလေးကယောဂပါလာတယ်ထင်တယ်တာတရားအေးအဲ့ဒီတော့ပြောပါအောင်ကွာမင်းပြောတဲ့အထူးဆန်းဆိုတာကလေးကအငယ်ဆုံးဆိုတော့ချက်ချင်းချပြရတာပေါ့ကွာငါတို့ပဲမနဲ့စောစောထပြီးခေါင်းသေးသေးလေးဆက်ပြီးထည့်ကြတယ်နေမိုးမတဲ့ခင်ပဲတုတ်တန်မှာမြုပ်ကြတာပေါ့ကွာအဲ့ဒီမှာပြဿနာတက်တော်တာပဲဟေးဟာဘာဖြစ်လို့တော့အောင်မြင့်မြေမြုပ်ခန်းဒီမှာမမြခင်ကခေါင်းဖုံးဖွင့်ပေးပါသူ့သားလေးကိုနောက်ဆုံးကြည့်မြင်ကြမှာရဲဆိုတော့ငါတို့ကခေါင်းဖုံးဖွင့်ပြရတာပေါ့ကွာအေးအဲ့ဒီတော့မမြခင်တတိမိတ်လဲသွားရောလားဟာမဟုတ်ဘူးကွာခေါင်းထဲမှာကလေးလောင်းမရှိတော့ဘူးဟေးမင်းတို့ကလေးလောင်းကိုခေါင်းနဲ့သေးသေးချာထည့်တယ်မဟုတ်လားဟာတာတေးရလဲကွာခေါင်းထဲကိုအာသူဘထည့်တာသေးသေးချာချာမထည့်တဲ့သူရှိမလားကွာအေးအဲ့ဒါဆိုရင်ကလေးလောင်းဘယ်ရောက်သွားတော့အဲ့ဒါကြောင့်မင်းစီကိုလာခဲ့တာပေါ့ကွာဟက်ကောင်အောင်မြင့်ရဲ့တင်ချိုင်းကုန်းမှာသွားပြီးတကြိုတဲ့အာသူဘတစ်ခုအခေါင်းထဲကနေပျောက်သွားတာမျိုးတော့ငါလည်းတစ်ခါမှမကြားဘူးကွာအောင်မြင့်ကကျုပ်စကားကိုကြားတော့သူ့စပင်ပွားကြီးကိုပြင်းကနေမြင်အောင်ကုတ်လိုက်တယ်ဗျဒီကောင်တော်တော်စိတ်ရှုံနေပုံပဲဒီကောင်မပြောနဲ့ကျုပ်တောင်အံ့ဩလုံးလို့ဘာပြောရမှန်းတော့မသိတော့ပါဘူးဗျာနို့နေပါအောင်မြင့်ရဲ့ကလေးလောင်းလေးခေါင်းထဲမှာနေပျောက်သွားတော့မင်းတို့ဘယ်လိုလုပ်ကြတော့ဟာတာတေးကဘာလို့ရမှာလဲကွာအဲ့ဒီခေါင်းခုံလေးကိုပဲမြင်မြုပ်လိုက်ရတော့တာပေါ့ကွာကျုပ်လည်းဘာမှတွေးလို့မရတော့တာနဲ့ငကားဆေးဘောလေးကလေးကိုမိခက်နဲ့ခတ်ပြီးဇက်တိုက်ဖွာလိုက်တယ်တာတေးရေဟေးတာတေးရှိလားကြီးကျုပ်နဲ့အောင်မြင့်နဲ့ဆက်လက်တွေဖွာပြီးတွေးနေတော့ဝိုင်းဝါကခေါ်တန်ကြလို့ကျုပ်တို့လည်းလှမ်းကြည့်မိလိုက်ကြတာပေါ့ဗျာဟာမီးလောင်ကုန်းကကိုဖိုးမောင်ကြီးကွာတာတေးရဟုတ်ပါဗျာကိုဖိုးမောင်ကအရက်ပုပြက်ပြက်အသားညိုဗျအားကြီးရိုးတယ်လူကျုပ်စီတော့တစ်ခါလာလေတတ်ပါတယ်အခုလဲထနောင်းကုန်းကိုကိစ္စရှိလို့လာရင်ကျုပ်စီကိုဝင်လာပုံရတယ်ဗျကိုကြီးဖိုးမောင်ကျုပ်ရှိတယ်ဗျအိမ်ပေါ်တက်ခဲ့လေဗျာအေးလာပြီဟဲ့
ကိုကြီးဖိုးမောင်ကအိမ်ပေါ်ကိုတန်းတက်လာတာမျိုးအိမ်ထဲဝင်ချင်းအောင်မြင့်ကိုတွေ့သွားတော့ဟာအောင်မြင့်မင်းလည်းတာတိစီရောက်နေတာကိုပြောဆူနဲ့ကိုဖိုးမောင်ကခုံတန်းလျားလေးမှာဝင်ထိုင်တယ်အောင်မြင့်ကရင်နှွေးချမ်းငှက်ပေးတယ်ကျုပ်ကငကားစေးဘောလေးကိုမီးညစ်ပေးတယ်ကိုဖိုးမောင်ခုမှမီးလောင်ကောင်ကကုန်းချောင်းလျှောက်လာပုံပဲဗျာမောနဲ့ရင်နှွေးချမ်းကိုအကုန်မော့ပစ်လိုက်တယ်ပြီးတာနဲ့ငကားစေးဘောလေးကိုဖွာတော့တာပဲဗျာကိုကြီးဖိုးမောင်ဘဲကလှည့်လာတော့ဗျဘဲကမှမလာဘူးတာတေရေမင်းစီကိုပဲတန်းလာခဲ့တာကွာကိစ္စအရေးကြီးလို့ဟမ်ဟုတ်လားကိုကြီးဖိုးမောင်ပြောပါအောင်ဗျာဘာအကြောင်းများတော့ကိုကြီးဖိုးမောင်ကစေးဘောလေးကလေးကိုဆက်လက်ခွက်ထဲထည့်ထားလိုက်တယ်ဗစက်ထဲမှာငုံထားတဲ့မိခိုးတွေကိုရှိုက်လိုက်ပြီးနှာခေါင်းဘောက်ကနေမှုတ်ထုတ်လိုက်တယ်ဒီလိုဟေးငါတို့ရွာမှာမနေ့ကတော်တော်လေးထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်သွားတယ်ဟမ်ဘလို့ထူးဆန်းတာတော့ကိုကြီးဖိုးမောင်ရဲ့ဒီလိုကွာမင်းသိမှာပါကွာတို့ရွာတောင်ပိုင်းမှာနေတဲ့ကိုပေတို့မတ်တန်းတို့ဆိုတာလေကွာအော်ပဲနှုတ်နှမ်းတို့အမြဲလိုက်တယ်လင်မယားထင်တယ်အေးဟုတ်တယ်ကိုပေဆိုတာခြေထောက်လေးတစ်ဖက်နည်းနည်းစားနေတယ်လေကွာသိပြီကိုကြီးဖိုးမောင်ရေနို့အဲ့ဒီလင်မယားနှစ်ယောက်ဘာဖြစ်တုံးဗျသူတို့မှာကလေးနှစ်ယောက်ရှိတယ်အခုတတိယကလေးပေါ့ကွာမတ်တန်းမီးဖွာတာတစ်ပတ်ပဲရှိသေးတာကွာမီးထွက်ရုံပဲရှိသေးတာအဲ့ဒါကလေးကိုစောင်းခွေလေးထိုးပြီးတိတ်ထားတာပေါ့ကလေးအိမ်နေတော့အိမ်ထဲမှာထမင်းလေးဟင်းလေးချက်ရတာပေါ့ကွာအလုပ်ပြီးလို့ပြန်လာတော့ကလေးမတွေ့တော့ဘူးကွာဗျာကလေးပျောက်သွားတယ်ဟုတ်လားကိုကြီးဖိုးမောင်ကျုပ်ကအလံတကြားမေးလိုက်မိသလိုအောင်မြင့်ကလည်းလန့်ပြီးပါဇက်ဟောင်းလောင်းကြီးဖြစ်နေတာပေါ့ဗျာနေဦးငါဆက်ပြောအောင်မယ်ကလေးထွေးထားတဲ့ဆောင်ခွေထဲမှာသွေးစာတွေကြံခဲ့တယ်ကွာဟာသွေးစာတွေဟုတ်လားခွေးတွေဘာတွေများမဟုတ်တာကွာဘယ်တော့မှများခွေးရကလေးကိုစားပစ်တယ်ဆိုတာရှိဘူးလို့တော့ပြီးတော့မတ်တန်းကအိမ်ရှိတကားကိုတေးသေးချာချာကိုချက်ထိုးပြီးပိတ်ထားတာတဲ့ကွာတာတရဲ့ဖြစ်မှဖြစ်ရလေဗျာအောင်မြင့်လာတာလဲဒီကိစ္စမျိုးပဲဗျာဟေးဗန်ပွေးကုန်းမှာလဲကလေးပျောက်သွားလို့လားဟုတ်တယ်ကိုကြီးဖိုးမောင်ကျုပ်တို့ဗန်ပွေးကုန်းမှာလဲကလေးပျောက်သွားတယ်ဒါပေမဲ့ခမ ्या တို့မီးလောင်ကုန်းမှာပျောက်တယ်လို့အရှင်ပျောက်တာမဟုတ်ဘူးဗျာ3 လသားလေးတည်သွားလို့အာသုဘချတာကျုပ်ဖဲအားလုံးကိုဥဆောင်ပြီးလှုပ်တာပါဗျာတင်ချိုင်းကုန်းမရောက်ခင်ခေါင်းထဲကကလေးအလောင်းလေးပျောက်သွားတာမျိုးဟိုရောက်လို့ကြိုမယ်လို့တော့မရှိတော့ဘူးကိုကြီးဖိုးမောင်ရေဟာမင်းတို့ရွာမှာဖြစ်တာပိုတောင်စမ်းနေပါသေးရောလားအောင်မြင့်ရဲ့စမ်းချက်ကတော့ပြောမနေပါနဲ့တော့ဗျာဒါကြောင့်ကျုပ်လည်းတာတစ်စီပြေးလာခဲ့ရတာဗျဟေးဟုတ်လားနို့နေပါအောင်အောင်မြင့်ရဲ့မင်းတို့ကဘယ်တော့မှဖြစ်တာတော့ကိုဖိုးမောင်ကြီးကအောင်မြင့်ကိုမေးလိုက်တယ်ဒီနေ့ပဲလေဒီနေ့မွန်းတဲ့ကန်ကြီးလောက်ကမှဖြစ်သွားတာဗျဟေးဟုတ်လားငါတို့ကမနေ့ကဖြစ်တာကွာဘယ်လိုဖြစ်တာပါလဲကွာကဲအောင်မြင့်ရောကိုကြီးဖိုးမောင်ရောစိတ်အေးသာထားပြီးပြန်ပြီးတော့ဒီညပဲဒီကိစ္စကိုကျုပ်ဆလုပ်မယ်ဘာဆိုတာတော့ကျုပ်လည်းမပြောတတ်သေးဘူးဗျကိုကြီးဖိုးမောင်ရောအောင်မြင့်ရောပြန်သွားတော့ညနေ3 နာရီထိုးပြီးကျုပ်ချက်ချင်းရွာထဲကိုထွက်ပြီးကြောက်ခဲနဲ့တမ်မဏိကိုရှာတယ်ကြောက်ခဲကလှဲကောက်ပြီးမီးလောင်ကုန်းကိုသွားရမယ်တမ်မဏိကကျုပ်နဲ့ထမင်းတောင်းပြင်မယ်ပေါ့ဗျာတမ်မဏိကြံမွေးနှုတ်ပြီးတော့ညနေ4 နာရီရှိပြီကျုပ်ချက်ချင်းကြက်သားခုတ်ရတာပေါ့ဗျာထမင်းကတော့မီးပေါ်မှာချက်ထားပြီးဗျငှဲ့တော့ငှဲ့ရတော့မှာကျုပ်ကောင်းလေး2 ယောက်ကလွတ်တော်တာဗျ2 ယောက်လုံးချက်တက်ပြုတ်တက်ကြည့်ပဲကျုပ်တို့ထမင်းရောဟင်းရောကြက်သွားတော့9 နာရီကျော်ပြီဟန်နော်ဟမ်တဲ့တဲ့ဆွဲလေဟာဘယ်တော့ငနေရဟောကြောက်ခဲရဲ့နွားငေါက်တန်းဗျကြောက်ခဲပြန်လာပြီဝိုင်းထဲကိုလှဲမဝင်တော့ဘူးဒေါ်တုတ်ကလှဲပေါ်ကခုံဆင်းလာတယ်တမ်မဏိငပြောဘက်တွေလာယူဟဲ့ကဲအဲ့ဒါသာကြည့်တော့ဗျို့ဒေါ်တုတ်ကိုသွားခေါ်ခိုင်းတယ်ငပြောဘက်ပါခတ်ယူလာပြီးသားဗျလှုပ်အားကိုရတဲ့ကောင်းတွေပါဗျာအိမ်ပေါ်ရောက်တော့ဒေါ်တုတ်ကအမေကိုသူတို့ရွာကမတ်တန်းထူးထူးဆန်းဆန်းကလေးပျောက်သွားတဲ့အကြောင်းပြောတယ်ဗျအေးဒါကြောင့်ထင်တယ်နေ့လေကကိုရင်ဩရဲ့သားဖိုးမောင်လာသွားတာတွေ့လိုက်တယ်တာတစ်စီဒီအကြောင်းလာပြောတာထင်တယ်ပြီးတော့ဗန်မွေးကုန်းကကိုဖမောင်သားအောင်မြင့်လဲလာတာတွေ့တယ်ဗန်မွေးကုန်းမှာလည်းဘာဖြစ်တယ်မသိပါဘူးမတုတ်ရဲ့သူတို့ပြန်သွားတာနဲ့တာတီလဲရောက်ရက်ခတ်နေတော့တာပဲဟေးအမေကလည်းဒေါ်တို့ကိုပြန်ပြောပြတယ်ည8 နာရီထိုးတော့ကျုပ်တို့ထနောင်းကုန်းတင်ညံကိုထွက်လာခဲ့တယ်ထုံးစံအတိုင်းပေါ့ဗျာတမ်မဏိကထမင်းတောင်ထမ်းလို့ပေါ့ဗျာထမင်းပြင်းတယ်ကျုပ်ကခါတိုင်းလိုပဲမဖဲဝါကိုပင်တယ်အရှိနေထွက်အနောက်နေဝန်တောင်တငါကွန့်မြောက်ဒူဝင်အတွင်းရှိလေယာရောက်လေယာရက်ကအမြန်ဆုံးသာကြွခဲ့ပါမြောက်ဖက်ရှင်မရဲ့ပညာတိုက်ဆောင်မေတော်လေးပါရဲ့အစီအပါ
တင်းချိုင်းမှန်သမျှရဲ့ရှင်မမဖဲဝါကိုစားပွဲတောက်ပွဲနဲ့ကြိုးဆိုပါတယ်အမြန်ဆုံးကြွခဲ့ပါမဖဲဝါဗျာထမင်းပွဲဘေးမှာထွန်းထားတဲ့ဖျောင်းနိုင်လေးကလေးတိုက်လို့ငိမ့်မလို့တော့ဖြစ်နေတာဗျဒါနဲ့ကျုပ်ပြောရအောင်မယ်မဖဲဝါကိုပင်နိုင်ကျုပ်ဖျောင်းနိုင်တိုင်းထွန်းတယ်အဲ့ဒီဖျောင်းနိုင်ကလေဘလောက်တိုက်တိုက်မှိန်သွားတာပဲရှိတယ်ဗျဘတော်မှငိမ့်မသွားဘူးကျုပ်ထားကိုသတိထားမိတာကြာပါပြီဟောလာပြီဗျို့လာပြီကိုရီဘောကနေဖြက်ပြီးရွှေ့လာတာရိတ်ခနဲနေတာပဲဗျာဟောဝင်းမီဒေါ်တုတ်ကိုတဲ့ကိုဝင်သွားပြီဗျို့ဒေါ်တုတ်လက်ကြီးတွေကွက်ကောက်နဲ့မြောက်တက်လာတယ်ဟောထမင်းပွဲပြင်ထားတဲ့ဂူကြီးဘောကိုခုံတက်သွားပြီဗျို့ဟောစားပြီဗျာစားပြီအာရပဲရကိုစားတာဗျတော်တော်လေးစားပြီးတော့မှကျုပ်ကိုမျက်လုံးကြီးလှမ်းကြည့်တယ်မဖဲဝါရဲ့ဒီကြီးကိုကျုပ်သိပြီးသားပါဗျာကျုပ်ချက်ချင်းပြောလိုက်တယ်မဖဲဝါဗန်ပွေးကုန်းမှာကလေးတယောက်ဆုံးလို့တကြိုကန်ဒီမှာထူးဆန်းခေါင်းထဲကကလေးလောင်ပျောက်သွားတယ်ပြီးတော့မီးလောင်ကုန်းမှာမွေးပြီးလို့တပတ်သားပဲရှိသေးတဲ့ကလေးတယောက်လည်းတိတ်ထားရင်ကပျောက်သွားတယ်သွေးစာတွေကြံခဲ့တယ်မဖဲဝါဟဲ့တာတေလွန်ခဲ့တဲ့နှစ်တရာလောက်ကရန်ကုန်မှာငဘိုးထူးဆိုတဲ့အကောင်တင်းချိုင်းကုန်းမှာလူသေးအသားတစ်ခုနှစ်ခုစားပြီးဘလူးမော်သွင်းတာအောင်သွားခဲ့ဘူးတဲ့အဲ့ဒီကောင်သေးတော့လူသားစားဘလူးဖြစ်သွားတယ်အဲ့ဒီဘလူးကတင်းချိုင်းမှာလာပြီးမြုပ်တဲ့ကလေးအသေးကိုဖော်ပြီးစားရတာအခုတော့ဒီဘလူးကဘလူးစီးဖောက်ပြီးရွာတွေထဲဝင်ဆွဲလို့ဆွဲခေါင်းထဲကကလေးအလောင်းကိုနှိုက်လို့နှိုက်ဖြစ်နေတာဒီနယ်ကိုဒီဘလူးရောက်နေတာငါသတိမထားမိဘူးတာတေအဲ့ဒါကြီးကိုဘလို့လုပ်ရမှာတော့ဗျမဖဲဝါရဲ့ငါပြောမယ်နင်းနာထောင်ဒီဘလူးနင်တို့ရွာကလေးတယောက်ကိုဖမ်းစားထားပြီးမနှက်ဖြန်ညက်နေဒီကလေးသေးလိမ့်မယ်ဟာအေးအဲ့ဒီကလေးကိုညာရင်းချင်းခေါင်းသွင်းပြီးအိမ်ရှိမှာထုတ်ထားဒီဘလူးညာရင်းချင်းရောက်လာလိမ့်မယ်နှစ်မှာဘလူးထောင်ချောင်းအင်းရှိတယ်အဲ့ဒီအင်းကိုကလေးအလောင်းစင်ရဲ့အနောက်ဘက်မှာမြုပ်ပြီးစီဝိုင်းထားပြီးရင်နှစ်စီရတော်စီမှာဝါးပြန်နဲ့ရက်ထားတဲ့ဝရက်တောင်ဖျားကမ်းမှာထားတာရှိတယ်အဲ့ဒါကိုအစင်သစ်ဆောင်ထားဘလူးကောင်နင်းထောင်ချောင်းထဲမှာမိပြီဆိုရင်နင်းကားထားရွတ်တော့ဘဲခါထားတော့ဗျတာတေနစ်စီယာပေးခဲ့တဲ့စာအုပ်ထဲမှာရှာကြည့်အော်ဟုတ်ကဲ့ပါမဖဲဝါဘလူးမီးထတောက်လိုက်မယ်နင်းမကြောက်နဲ့ဝါးပြန်ရက်နဲ့နာခတ်ပေးမီးတော့ကအဲ့ဒီဘလူးကိုလောင်ပြီးပြာချပြစ်လိုက်မယ်ဒီညဒီဘလူးအဆုံးသက်ရမယ်ညပဲမဖဲဝါပြန်ကြွသွားတော့ဒေါ်တုတ်ကိုတော်တော်လေးလှုပ်နိုးခဲ့ရတယ်အချိန်နဲ့ကြာသွားတာကိုဗျဒေါ်တုတ်တတိယတော့ကျုပ်တို့အိမ်ကိုပြန်လာပြီစကားစမီပြောကြဆိုကြနဲ့ညတော်တော်နဲ့မှအိယာဝင်ကြတယ်ဘလူးကကျုပ်တို့ရွာကလေးတယောက်ကိုဖမ်းစားထားတယ်လို့မဖဲဝါပြောတဲ့စကားကိုကျုပ်တတိယပြီးတော်တော်လေးကိုစိတ်မကောင်းဖြစ်တာဗျနောက်တစ်နေ့လုံးကျုပ်အိမ်ကနေဘဲမှမသွားပဲစောင့်နေတာဗျဘာသာမှတော့ခုထိမကြားရသေးဘူးဒီနေ့နေ့လေဆိုရင်ကျုပ်တမေးမှတော့မမေးဘူးဗျဘဲကများဘာကြားရမလဲဆိုပြီးစောင့်နေတာကိုကြီးတာတေဟောကြောက်ခဲနဲ့တမ်းမနေတော့ဝိုင်းထဲကိုအပြေးလွှားဝင်လာပြီဗျကျုံနာကြီးလှမ်းကြည့်လိုက်တယ်ညနေ9 နာရီထိုးတော့မယ်ဗျဟိုကောင်တကောင်အိမ်ပေါ်ကိုပြေးတက်လာတယ်ကိုကြီးတာတေအနောက်ပိုင်းကကိုကြောက်တို့မပူတို့ရဲ့ကလေးဆုံးသွားလို့ဗျဟေးဟုတ်လားဘာဖြစ်ပြီးဆုံးတာတော့တနေ့လုံးအကောင်းနေဗျနေ့လေလောက်ကမှကိုကလေးနှွေးယုံနှွေးတာတဲ့ညနေလဲကြာရောတက်တော်တာပဲတဲ့2 ခါ 3 ခါတက်ပြီးအသက်ပါသွားတယ်ဆိုပဲဗျကလေးကဘယ်အရွယ်တုန်းกว่าကြောက်ခဲရဲ့အခါလေသားလေးလို့ပြောတယ်ဗျကဲငါတို့အလုပ်စမယ်ကွာအဲ့ဒီအိမ်ကိုသွားကြမယ်ငါစီစဉ်စရာတွေရှိသေးတယ်ကျုပ်ကလေးဆုံးတဲ့အိမ်ရောက်တော့ကျုပ်တို့ရွာသားတွေစုံနေပြီကျုပ်ကလူကြီးပိုင်းနဲ့လူလက်ပိုင်းတချို့ကိုခေါ်ပြီးအကျိုးအကြောင်းပြောပြတယ်ပြီးတော့လောက်ရမှာတွေတိုင်မင်းတယ်ညနေ9 နာရီထိုးတော့ကလေးကိုခေါင်းသွင်းပြီးပြီဝိုင်းထဲမှာကျုပ်စိတ်ကြိုက်နေရအောင်ရွေးပြီးအလောင်းစင်ပြင်ထားလိုက်တယ်အလောင်းစင်နဲ့မလန့်မကန့်မှာမီးရင်လေးတစ်လုံးထွန်းထားတာပေါ့ဗျာကျုပ်အိမ်ခဏပြန်ပြီးဆေးလွယ်ရေးယူတယ်ဆရာတော်အကြောင်းကခွင်တောင်းပြီးယူလာတဲ့ဝါးပြန်ရက်တောင်ကြီးလဲကျုပ်ယူရတာပေါ့ဗျာကျုပ်ကလေးအာသီဝအိမ်ကိုပြန်ရောက်တော့ည8 နာရီကျော်ပြီအိမ်ပြန်ကလေးကကျုပ်ကမျက်ကွင်းစေးကွင်းလာခဲ့တာဗျမဖဲဝါမှာတဲ့အတိုင်းအလောင်းစင်ရဲ့အနောက်ဘက်မှာဘလူးထောင်ချောင်းအင်းမြုပ်လိုက်တယ်
ပြီးတော့ဆရာနွန်ဖားတို့လှုပ်တယ်လို့ဂါထာရွတ်ပြီးစီးဝိုင်းချတယ်ညနေတော့လူတွေကိုအိမ်အောက်ကိုဘယ်သူမှမစင်းခိုင်းတော့ဘူးကျုပ်တယောက်ပဲမကြီးပင်ကြီးနောက်မှာပုံပြီးစောင့်နေတယ်ဟာခွေးတွေဦးငှက်တွေပြန်ကြီးတွေပြိုတပြိုင်နက်ကိုဖြစ်တာပြိုကျုပ်ဆိုတာစက်သိန်းတွေထလိုက်တာဗျာဖြန်းကနေနေတာပဲပြိုဟာဝိုင်းထဲကိုဝင်လာပြီကိုသိန်းညိုရဲ့သားလူကြောက်မအောင်ပြောတဲ့အကောင်ပဲကိုတကိုယ်လုံးမဲနဲ့နေတာပဲပြိုဗစက်ကအကြီးကြီးဗျာဗစက်ထဲမှာအဆွဲတွေမှဖွေးနေတာပါပဲဗျာအရက်ကတော့လူအရက်လောက်ပါပဲကိုလုံးကြီးကတော့လူနှစ်ကိုစားလောက်ရှိတယ်ပစိုးကွက်တုံးကြီးဝစ်လို့ဗျာအပေါ်ပိုင်းမှာတော့အင်းကြီးမပါဘူးမျက်လုံးနီနီကြီးတွေနဲ့ဝိုင်းထဲကိုဟိုကြည့်တကြီးလုံနေတယ်ကျုပ်ဖြစ်လှုပ်တော့မလှုပ်ရဲတာပြိုဟောတွားပြီလူသားစားဘလူးကောင်ကလေးအလောင်းစင်ဘက်ကိုတွားပြီအောင်မဲအလောင်းစင်ကိုတပတ်ပတ်ပြီးကြည့်နေတာဟောဝင်သွားပြီကျုပ်စင်ထားတဲ့ဘလူးထောင်ကျောက်ထဲကိုလူသားစားဘလူးဝင်သွားပြီရွတ်ပြီကျုပ်ငရဲမိတော့ဂါထာကိုရွတ်ပြီကျုပ်ဆရာကြီးဒေါက်တာဦးမင်းအောင်တင်ပေးထားတဲ့ဂါထာပေါ့ဗျာဒီနေ့ပဲကျုပ်မှတ်စုစာအုပ်ထဲမှာပြန်ပြီးကြည့်ထားတာဗျာကျုပ်ဂါထာကိုမနာရမ်းရွတ်တယ်ဘာမှမထူးသေးဘူးဘလူးကကလေးရဲ့ခေါင်းကိုနှိုက်ဖို့လက်ပြင်နေပြီကျုပ်ဂါထာကိုမနာရမ်းရွတ်တယ်ဟာမီးတောက်ပြီဗျို့ကျုပ်မကြောက်ဘူးဒီညဒီကောင်အဆုံးသက်ရမယ်ညလို့မဖဲဝါပြောတယ်ကလေးတွေကိုတေအောင်ဖမ်းစားပြီးလိုက်စားနေတဲ့လူသားစားဘလူးကိုအသေးသက်ဖို့ကျုပ်မကြီးပင်နောက်ကပြေးထွက်လိုက်တယ်လက်ထဲကဝါးပြန်ရက်တောင်နဲ့ကျုပ်ခတ်လိုက်တယ်ဟာဝါးပြန်ရဲနဲ့ခတ်လိုက်တော့မှမီးတောက်ကြီးတွေဝုန်းဝန်းနဲ့မြည်ပြီးထလာတာဘလူးကကျုပ်ကိုမျက်တောင်နေကြီးနဲ့ကြည့်ပြီးပါဇက်ကြီးဟပြတယ်ဟာအဆွဲတွေမှအရှေ့ကြီးပါပဲဗျာဒါပေမဲ့ဘလူးထောင်ကျော်ထဲမှာမိနေတဲ့ဘလူးကကျုပ်ကိုဘာမှမလုပ်နိုင်ဘူးဗျကျုပ်ကဝါးပြန်ရဲတောက်ကြီးကိုမယံမနာခတ်ပေးတယ်ဘလူးရဲ့အော်တန်ကတရွာလုံးကိုလွှမ်းသွားရောဗျာတရွာလုံးလူတန်ရောခွေးတန်ရောတိတ်ကိုသွားတာဗျငရဲမီးတောက်ကြီးကလည်းပူပါပြီဗျာမီးတောက်ထဲမှာဘလူးခြေကားရလက်ကားရနဲ့ညေကြီးပေါ်ကိုလဲကျသွားပြီဗျို့အော်တန်ကြီးလည်းပျောက်သွားပြီဒီလူသားစားဘလူးအော်တဲ့အတန်ကိုမဖဲဝါလဲကြားမှာပဲဗျအားလုံးပြဖြစ်သွားတော့မှငရဲမီးတောက်ကြီးငိမ့်သွားတယ်ဒီတော့မှအိမ်ပေါ်ကလူတွေဝိုင်းနေဆင်းလာကြတာပေါ့ဗျာကျုပ်ကောင်းတွေကြောက်ခဲတဲ့တမ်မဏိလဲကျုပ်စီကိုစွတ်ပြေးလာတာဗျရွာတွေကရွာသားတွေလဲလူသားတွေကြားတော့မှကလေးအားသူဘအိမ်ကိုစုပြုံရောက်လာပြီးတယောက်တစ်ပေါက်ပြောကြဆိုကြနဲ့ညံနေတော့တာဗျို့နောက်နေ့မနက်ပိုင်းမှာပဲကလေးကိုကောင်းကောင်းမွန်မွန်တကြိုလိုက်နိုင်တာပေါ့ဗျာတာတေနောက်ထပ်ဇာတ်လမ်းတွေနားထောင်ကြသေးတယ်ဆိုရင် subscribe ဆိုတဲ့အနီအောင်စာတန်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်